ဒီတစ်ခေါက်ခီးသွားတာအလီနာတယောက်အိန္ဒိယန်စာတွေထိုင်းစာတွေဂျပန်စာတွေအပြင်တခြားအမုတ်တွေအများကြီးရှောက်စားဖြစ်ခဲ့ပါတယ် trip တစ်ခုလုံးမှာစားဖြစ်ခဲ့တာတွေအကုန်လုံးကိုစုထားတဲ့ vlog လေးမျိုးစိတ်ဝင်စားလို့ရှိရင်လိုက်ခဲ့ပေးကြပါအောင်နော်အခုကတော့ Neko Sama ဆိုတဲ့ဂျပန်ဆိုင်မှာ ramen စားဖို့ရောက်နေတာပေါ့နော်ဒါလေးကတော့သူတို့ရဲ့ menu လေးပါရှင်အလီနာတို့ကတငယ်ချင်း၄ယောက်တစ်ဖွဲ့သွားတာဆိုတော့အဲမှာ flavor မတူတဲ့၄မျိုးကိုတစ်ယောက်တစ်မျိုးစီမှာပြီးတော့စားဖြစ်ခဲ့ပါတယ်အလီနာမှာဖြစ်ခဲ့တာလေးကကြတော့ spicy flavor နဲ့ပေါ့နော် tempura ကြော ramen အပြင်မှာအလီနာတို့ site အနေနဲ့ပေါ့နော်ဒီ tempura ကြော်လေးလဲမှာထားတာဆိုတော့အဲ့ဒါလေးလဲအလီနာစားဖြစ်တယ်အဲ့ဒါလေးလဲတော်တော်စားကောင်းတယ်ပေါ့နော်ဒီ ramen ကတော့ဆက်ဆက်လာချခြင်းတော့ကအနံ့ကတော့တစ်မျိုးပဲဒါပေမဲ့စားကြည့်လိုက်တဲ့အချိန်မှာတော့ဆက်ဆက်လေးနဲ့တော်တော်လေးကိုစားလို့ကောင်းပါတယ် spicy miso တပွဲကိုတော့14 euro ပေးခဲ့ရပါတယ်အဲ့ဒါစားပြီးတော့အလီနာတို့ boba ဆိုင်သွားပြီးတော့ boba လဲတောက်ဖြစ်တယ်ပေါ့နော်အလီနာကတော့ဒီ chocolate milk tea လေးတောက်ဖြစ်ခဲ့ပါတယ်ရှင်ဆိုင်မှာတော့အေးအေးဆေးဆေးလေးမတောက်ဖြစ်ခဲ့ဘူးဆက်ဆက်ချင်းပဲတစ်ချက်ထိုင်ဖြစ်ပြီးတော့နောက်အလီနာတို့သွားစရာရှိရာနဲ့ဒီလမ်းမှာပဲတောက်ဖြစ်ခဲ့လိုက်ပါတယ်ရှင်ဒါကတော့နောက်ရက်ပါ Indian food ဆိုင်ကိုရောက်နေရပါရှင်ဒီဆိုင်ကတော့လေပြောရမယ်ဆိုလို့ရှိရင် trip သွားခဲ့တဲ့တစ်လျှောက်မှာအကြိုက်ဆုံးဆိုင်ပဲအရန်လဲစားလို့ကောင်းတယ်မြန်မာနိုင်ငံကိုပါလွမ်းသွားတဲ့အထီကိုကောင်းတယ်ပေါ့နော်မစားရတာလည်းတော်တော်လေးကိုကြာနေပြီအဲ့မှာအလီနာတို့တငယ်ချင်း2ယောက်သွားခဲ့ရပေါ့နော်အလီနာကတော့ဒီပဇွန်နဲ့ဟင်းလေးကိုမှဖြစ်ခဲ့ပြီးတော့တငယ်ချင်းကကျတော့စိတ်သားဟင်းကိုမှဖြစ်ခဲ့တယ်ဒါပေမဲ့အလီနာတို့2ယောက်ကတော့ share ပြီးတော့အကုန်လုံးစားဖြစ်တယ်ပေါ့နော်စားလိုက်တဲ့အချိန်မှာတကယ်ကိုမြန်မာနိုင်ငံကအရသာလို့ပဲအရန်တော်တော်လေးကိုစားလို့ကောင်းပါတယ်ထမင်းကိုတော့မှ2ပကံလောက်ယူဖြစ်သွားတယ်ပေါ့နော်သူတို့ကအဲ့ဒါအပြင်ဒီလိုမျိုးမုတ်လေးပါတခါတည်းဒီဆက်ထဲမှာတွဲပါတယ်ပေါ့နော်အဲ့ဒါလေးနဲ့လည်းတို့စားလို့ရှိရင်အရန်စားလို့ကောင်းတယ်ပြီးတော့ဒီလိုမျိုးငရုတ်သီးအဆက်လေးလည်းချပေးထားတယ်အဲ့ဒါလေးကလေတော်တော်လေးကိုဆက်ပြီးတော့လေတကယ်ကိုပွင့်ထွက်သွားတာဒီလားအရန်စားလို့ကောင်းပါတယ်အဲ့နေ့ကကောင်းလို့တကယ်ချင်း2ယောက်လုံးဝအတန်ကိုမထွက်ဘူးပေါ့နော်စရိုက်စားတာဆိုတာပြီးတော့ဒါလေးကတော့သူတို့ပေးရ dessert ပါအဲ့ဒီနေ့လဲစားပြီးတော့ညနေစာကိုတော့အိမ်မှာမာလာမောက်ချိုင်လေးလှုပ်စားဖြစ်ပါတယ်အဲ့ဒါကိုလည်း vlog လေးရိုက်ထားတာမို့လို့မကြည့်ရသေးဘူးဆိုလို့ရှိရင် YouTube မှာသွားကြည့်ပေးကြပါဦးနော်မာလာမောက်ချိုင်လည်းအလီနာတို့နေတဲ့မြို့မှာဆိုလို့ရှိရင်ငတ်ပါတယ်ဒီလိုမြို့ကြီးတွေရောက်မှာပဲအဲ့ဒီအနှစ်ထုတ်တရားရှိတာဆိုတော့တည်တခြားလေးစားဖြစ်တာပါရှင်အဲ့ဒါအပြင်ညဖက်ရောက်တော့အလီနာတငယ်ချင်းရဲ့ birthday ရှိတာဆိုတော့အလီနာတို့အဲ့ဒီမွေးနေ့ကိတ်ကိုအကုန်လုံးတူတူစားဖြစ်ပါတယ်ဒါကတော့အရင်နေ့က clip လေးပေါ့နော် coffee တစ်ခွက်ထဲကိုတငယ်ချင်း2ယောက်မျှတောက်ခဲ့ရတဲ့အချိန်တုန်းကပါအဲ့ဒါတွေအပြင်ကိုမှထိုင်းစာ buffet ကိုလည်းအလီနာတို့သွားစားဖြစ်ခဲ့ပါတယ်ဒီ vlog လေးကတော့အလီနာတီးတန့်တပုတ်ရိုက်ပေးထားတာရှိတာမို့လို့မကြည့်ရသေးဘူးဆိုလို့ရှိရင်သွားကြည့်ပေးကြပါဦးနော် special စားပြီးသွားလို့ရှိရင်လည်းအိမ်မှာအဲ့လိုဖြစ်တယ်လို့လေးလဲစားပြခဲ့ရပေါ့နော်အဲ့ထမင်းရယ်ပြီးရခါကျတော့ခောက်ဆွဲပြုတ်ရယ်ကြဥကြော်ရယ်ပါရှင် so ဒီ video လေးကတော့ဒီလောက်ပါပဲရှင်အဆုံးထိကြည့်ပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်